လုံးပဲမင်္ဂလာပါရှင်ရုံးပေးရလေးမှာမိုးလေးရွာနေရနဲ့မိုးအေးလေးနဲ့လိုက်ဖက်တဲ့အောက်ရှာပူလေးချက်စားဖြစ်ပါတယ်ရှင်ပထမဆုံးအနေနဲ့ငါးလေးကိုပြုတ်ထားပါတယ်ပြုတ်ပြီးရငါးလေးကိုဆယ်ပြီးတော့အသားလေးကိုနှောက်လိုက်ပါတယ်ရှင်ချက်တုံဖြူချင်းနဲ့ဘရဲကောကြီးကိုလည်းကြည့်ထားပါတယ်ရှင်ပြီးတော့ခုနကငါပြုတ်ရည်လေးတွေကိုငပိလေးကိုရေဖြောပြီးထည့်လိုက်ပါတယ်ချက်တုံးချင်းဘရဲကောလေးကိုလည်းထောင်းပြီးထည့်လိုက်ပါတယ်အရာသားလေးကိုတော့လိုအပ်တယ်လို့လေးချိန်ပြီးထည့်လိုက်ပါတယ်နောက်ဆုံးမှာတော့ငါးလေးနှင်ထားလေးကိုထည့်လိုက်ပါတယ်ရှင်အိုးလေးကလည်းအရင်ကိုပွက်နေပါပြီနောက်ဆုံးမှာတော့အဝရှာမှုပွဲလေးပြင်လိုက်ပါတယ်ရှင်ရန်စားခြင်းပြန်ကောင်းတဲ့အ